မြကြခင်ဆိုတဲ့နာမည်ကကိုယ့်အကိုပေးထားတာနော်ဘေးတင်ဟောစားတာ22နှစ်ရှိပြီမနေ့တနေ့ကမှဟောစားမဟုတ်ဟောတဲ့အတိုင်းနဲ့ဒီနာမည်ကိုပဲသုံးလာတာဖြစ်တယ်နော်ဒီဘေးတင်ဟောရတဲ့အကြောင်းရင်းဘာလို့အောင်မြင်တာလဲဆိုတော့ငါ့ကိုဒီလမ်းကြောင်းပေါ်ရောက်အောင်ပို့ပေးတဲ့အဖဝိဇ္ဇာကြီးနဲ့ဒီမမြင်ရတဲ့မေတော်တွေဝေပေါင်းတို့ရဲ့နံပါတ်1ကျေးဇူးရှင်နံပါတ်2ကငါရဲ့ဆရာသခင်ဒီလမ်းကြောင်းပေါ်ကိုရောက်အောင်ငါ့ကိုပညာရေးဆုံးမသွန်သင်ပေးတဲ့ဆရာသခင်နံပါတ်3ကကိုယ့်အရေးချင်းနဲ့ကိုစူးစမ်းတာကိုကျင့်ကြံအားထုတ်မှုကိုရဲ့သီလကိုစူးစမ်းအားထုတ်မှုကြောင့်အောင်မြင်တာဟုတ်ပြီနော်မြကြခင်ဆိုတဲ့ဖြစ်လာတဲ့အကြောင်းအရာအဲ့ဒါပဲဟုတ်ပြီလားထိုင်းနိုင်ငံကိုစရောက်တဲ့အချိန်မှာငါကျွေးခဲ့တာငါမွေးခဲ့တာငါရှီကနေမှသဘိုးနှစ်အောင်သွေးအံသေအောင်လို့စောက်ဆန်နေယူပြီးမျိုးစို့ထားတဲ့ပြစ်ဒစာမတချို့ဖာသမားတချို့ကငါ့ကိုငါရှီကစောက်ဆန်နေယူပြီးစောက်ခွက်ပြောင်ပြီးမဟုတ်ကဟုတ်ကတွေပြောပြီးအပုတ်ချပြီးငါ့ကိုဆွဲချတဲ့အချိန်မှာလူတကာနဲ့ပြဿနာတဲ့ခွေးတခြားခွေးတွေကလည်းဝိုင်းဟောင်တဲ့အချိန်မှာငါရှီကလေအခကျင်းငွေတစ်ကြက်တစ်ပြားမှမယူဘဲနဲ့ငါ့ကိုဆရာမရှိမှဘေးရင်မေးလို့ရပါတယ်ဆိုပြီးတော့ဘေးရင်ပို့တင်ပေးတာနော်ထိုင်းနိုင်ငံမှာတယောက်ပဲရှိရငါညမလေးတယောက်ပဲရှိတယ်နော်ငါကျေးဇူးတင်ငါညမလေးကိုပဲတင်ရမှာကြံတဲ့လူကိုတင်စရာမလိုဘူးနော်ကြံတဲ့လူရဲ့ကျေးဇူးငါမှမူးလို့တောင်ရှူစရာမလိုဘူးရှင်းလားမူးလို့တောင်ရှူစရာမရှိဘူးအဲ့တော့ကိုယ်ဆောက်စင်ကိုသိနော်ဟိုလူဟောလို့ဒီလူဟောလို့ပြောနေငါသမိုင်းမှာအဲ့ဒါတွေကအရာမွင်းဘူးဘောင်းမွင်းခဲ့ဘူးအဲ့ဒါတွေကြောင့်ငါနာမည်ကိုဆွဲချပြီးတော့ခွေးလိုဝိုင်းဟောင်ခွေးလိုပြဿနာတက်ခဲ့တာပဲရှိတယ်နော်ခွေးတွေဝိုင်းဟောင်ပြီးတော့ခွေးလိုဝိုင်းကြိုက်ပြီးတော့ဆွဲချပြီးတော့ပြဿနာပေါင်းစုံတက်ခဲ့တာပဲရှိတယ်ဟုတ်တယ်နော်ကိုပညာရေးချင်းနဲ့ဟောတာမှန်လို့မြကြခင်ဆိုတာဖြစ်လာတာနော်နောက်ပိတ်ဆုံးနံပါတ်5ဆင့်ငါကျေးဇူးတင်ရမှာငါ့ကိုအားပေးတဲ့ပရိသတ်ငါ့ကိုအားပေးတဲ့ပြည်သူလူထုတရက်လုံးကငါအတွက်လုံးဝမေ့လို့မရတဲ့ကျေးဇူးရှင်ပဲကြားလားနင်တို့လိုအောက်တန်းစားမှအောက်တန်းစားတွေရဲ့ကျေးဇူးငါမှမူးလို့တောင်ရှူစရာမရှိဘူးအိမ်မက်မက်မနေနဲ့စောက်ကောင်မာတွေအိမ်မက်မက်မနေနဲ့ကြားလားငါ့ကိုပြောခဲ့ဆိုခဲ့သမားတွေဘဝဆက်ဆက်တန်နေရဆက်ဆက်ဒီအချိန်ငါ့ကိုပြောခဲ့ဆိုခဲ့တဲ့အချိန်ရောက်တိုင်းမှာနင်တို့စိတ်တော်ကရောက်ပါစေသေခြင်းစိုးသေပါစေရှိတဲ့စီဝါမွဲပါစေသေရင်လည်းအသေးစိုးသေပါစေငါရှိရမျိုးစို့ထားပြီးတော့ကျေးဇူးတရားနားမလဲပဲနဲ့ငါ့ကိုခွေးလိုဝိုင်းဟောင်ခွေးလိုနာမည်ပြောင်းဝိုင်းဆွဲချတဲ့ဟာမတွေဘဝဆက်ဆက်တန်နေရဆက်ဆက်ရွှေသိန်းတော်ဖျားစူးပါစေဘယ်ဆရာမကုလို့မရပါသေးနဲ့အမြဲတမ်းလစဉ်လတိုင်းတောကမျိုးစုံကြုံပြီးတော့ကုန်းကောက်ဆရာမရှိအောင်မွဲပြီးနင်တို့လှုပ်သမျှဥပဒေမဲ့ဘယ်မှဘယ်တော့အချိန်မှဖုံးလို့ဖိလို့မရဘဲနဲ့ကွန်းကွန်းကွက်ကွက်ပေါ်ပြီးတော့ဖန်စီထောင်ချခံရပါစေတောကမျိုးစုံဒုက္ခမျိုးစုံကြုံရပါစေသေရင်လည်းအသေးစိုးနဲ့သေပါစေငါ့ကိုအားပေးတဲ့ပြည်သူတရက်လုံးနဲ့ငါညမလေးနဲ့ရတော့နော်ကျမ်းမာပါစေချမ်းသာပါစေအသက်ရှူတိုင်းငွေဝင်ပါစေစီးပွားလက်လာပါတိုးပါစေငါ့ကိုစောင့်ရှောက်ပေးတဲ့ပုံကိုယ်တွေလည်းတကိုးစတဲ့မတိုးပါစေဆရာသခင်လည်းကျမ်းမာချမ်းသာပါစေစိတ်ဆင်းရဲခြင်းကင်းပါစေတန်ရာပဲရမယ်မြတ်ကြခင်ကပြောစရာရှိရင်အပြက်ပဲကျေးဇူးရှိရင်ကျေးဇူးရှိတယ်ပဲကျေးဇူးမရှိရင်မရှိဘူးပဲကျေးဇူးရှိတဲ့လူကိုကျေးဇူးဆက်တတ်တယ်လို့ကျေးဇူးမရှိတဲ့လူလည်းလှန်ပြတတ်တယ်အဲ့ဒါမြတ်ကြခင်ပဲမှတ်ထားရှင်းလားဘာကျေးဇူးတင်ခံခြင်းနေရတော့ဟမ်ပြစ်ဒစာမတွေကြက်တရေတုံးတာယွန်စရာပဲတန်လို့လာနေတော့နဲ့ငါနဲ့တဒေါင်းစားမတွေငါရှီရနေမှာမျိုးစို့ပြီးတော့သွေးထွက်အောင်မျိုးသွေးအံအောင်မျိုးစို့ပြီးတော့ခွေးစကားပြောတဲ့ကောင်မတွေခွေးဘဝရောက်ပါစေခွေးလိုမျိုးအများတန်းဟောင်နေရပါစေခွေးဘဝရောက်ပါစေ